သမီးရဲ့တပည့်တော်ဤသက်သာမှုဖြစ်ပါတယ်သမီးခုလိုမျိုးကချင်ပြည်နယ်မိုးညှိခရိုင်မိုးညှိမြို့ဇေယဒုက္ခဝါစုကျောင်းတိုင်အဒါနနာယကဆရာတော်အေကမဟာကန္နဝါစကအေကမဟာပဏိတဗဒနာစန္ဒီမာအေဘုံပြည့်ရဲ့အခမ်းအနားပွဲလေးမှာအခုလိုမျိုးသမီးရနေပြီးတော့မနက်ပိုင်းပူဇော်ပွဲလေးမှာပူဇော်ခွင့်ရတဲ့အတွက်တပည့်မောင်နှမတွေကပူဇော်ခွင့်ရတဲ့အတွက်အထူးထူးဝေဝတာပိတိဖြစ်ပြီးခေါ်ယူပေးပါရရှင်အခုစောင်းကိုတိခတ်ပေးနေရတော့ရင်ကျေးမှုတက္ကသိုလ်ကျောင်းကရှင်စိတ်ဆွရှင်ကိုအောင်မဲဆိုဝဲဖြစ်ပါရရှင်ပထမတိခတ်ပေးနေရတော့အင်ဂျင်နီယာရောဇာလေးကိုကြီးချအကပဲဖြစ်ပါရရှင်ဒီမီဇစ်ခက်ပေးနေလူကတော့စနေရပညာရှင်ကိုကျော်လင်းဆက်မဲ့ဖြစ်ပါရရှင်ဒီကြောင့်ပါရှင်းကြရဲ့ဆရာတော်တက်ကတော့ရှင်သူများအားနဲ့တူဆရာတော်ဖျားကြီးတို့တပည့်တော်နေပြီးတော့ဥတည်ပါရဲ့ဖျားဆရာတော်တိုင်းအပိလက်ချင်းများအားလုံးကိုမင်္ဂလာပါလို့တက်ပတ်ဆက်တိုင်းဒီအနန္တအားရကတော့ဆိုရတဲ့ချင်းလေးနဲ့ဥဆိုချပြီးတင်ဆက်ချင်ပါရှင်ဘုရား